ပျက်စီးမှု၃မျိုးဆိုတာတဏှာခရီးသွားနေတဲ့အခါမှာအလေးထားဖို့ဆိုပြီးဒီသုတ်တံဟောတာပျက်စီးမှုဆိုတဲ့စကားလုံးကိုပါဠိဘာသာနဲ့ဝိပတ္တိလို့ခေါ်တယ်။ဩဃတာထဲမှာပါတယ်ဝိပတ္တိတရား၄ပါးလို့ယတနာတရား၅ပါးလို့ပျက်စီးမှုတွေပဲဒါယတနာတရား၅ပါးလို့ဆိုတာလည်းရှိတယ်။ဆွေတွေမျိုးတွေရဲ့ပျက်စီးမှုပစ္စည်းဥစ္စာတွေရဲ့ပျက်စီးမှုယောဂဖြစ်လို့ပျက်စီးမှုကိုကျင့်သီလပျက်စီးမှုမှန်ကန်တဲ့အမြင်ရဲ့ပျက်စီးမှုလို့ယတနာတရား၅ပါးညာတိယတနာဘောဂယတနာရောဂယတနာသီလယတနာဒိဋ္ဌိယတနာယတနာတရား၅ပါးအဲ့ဒီပျက်စီးမှုတွေကလူတွေဟာညာတိယတနာဆွေတွေမျိုးတွေတည်ဆုံးပြီးတော့သွားတာမျိုးကြတတိထားတတ်ကြတယ်ဆိုရင်ညပူလောင်ညဘောဂယတနာစိစိတ်ဥစ္စာတွေပျက်စီးသွားရင်လည်းတတိထားကြတယ်စိတ်တွေဆင်းရဲကြရောဂယတနာကိုယောဂရလာလို့ကျမ်းမာရေးပျက်စီးသွားတာမျိုးလည်းပဲတတိထားကြဆိုရင်ညဒီပျက်စီးမှု၃မျိုးကြတော့လူတွေဟာအလေးနဲ့ထားပြီးကုစားကြတယ်ရှောင်ရှားဖို့ကြိုးစားကြတယ်သို့တော့အဲ့ဒီ၃မျိုးကတဘဝမှာသာဒုက္ခပေးနိုင်တဲ့ပျက်စီးမှုတွေပါတဏှာမှာဒုက္ခပေးနိုင်တဲ့ပျက်စီးမှုကြတော့သီလပြဒနာတဲ့ကိုချင်းတရားပျက်စီးသွားဒိဋ္ဌိပြဒနာတဲ့မှန်ကန်တဲ့အမြင်တစ်ခုပျက်စီးသွားအဲ့ဒီနှစ်ခုကတဏှာမှာဒုက္ခရောက်စေနိုင်တဲ့ပျက်စီးမှုလို့ပြဒနာတရား၅ပါးနဲ့ပတ်သက်လာရင်ဒီလိုမှဝိပတ္တိဆိုတာမပြည့်စုံတာလို့ချို့တဲ့တာလို့ပျက်စီးတာလို့ဝိပတ္တိအဲ့ဒီဝိပတ္တိဆိုတဲ့နေရာမှာလည်းပဲဝိပတ္တိတရား၄ပါးလို့ဆိုပြီးတော့ဩဃတဆုတောင်းထဲမှာမပေါ်အောင်လို့မဖြစ်အောင်လို့ဆုတောင်းကြကာလဝိပတ္တိတဲ့ခိဆိုကာလဆိုကြီးဘဝမှာအသက်ရှင်ဖို့ခက်ခဲပြီးတော့ကဘာကြီးစစ်ဖြစ်နေတာတို့ကျမ်းမာရေးတွေချို့တဲ့ပြီးတော့ကုသတတ်တဲ့ယောဂကြီးတွေပြန့်နှံ့နှိမ့်ဆက်နေတာတို့ကြောက်စရာကောင်းတဲ့ဘေးရန်အန္တရာယ်ကြီးတွေကျုံနေတဲ့ခါတို့မင်းဆိုးမင်းညစ်တွေအုပ်ဆိုးနေတဲ့အခါတို့ကာလဝိပတ္တိကိုခေါ်တာအဲဒီကာလဝိပတ္တိဆိုလို့ရှိရင်လူတွေကညှဉ်းညူကြတယ်ဒါကြီးကလွတ်ချင်ကြဂတိဝိပတ္တိလို့ဆိုတာကြတော့အပယ်၄ပုံကြာရောက်နေတာငရဲတရိစ္ဆာန်ပြိတ္တာအတုရကေဂတိဝိပတ္တိဘယ်လို့မှမကောင်းစားနိုင်ဥပတိဝိပတ္တိလူဘဝလူလာဖြစ်လာပြီမဲ့လို့မျက်စိတစ်ဖက်ကွဲနေတာမျက်စိနှစ်ဖက်ကွဲနေတာနားမကြားရတာတို့ဆွမ်းနာအားတာတို့ခြေပြက်လက်ပြက်ဖြစ်နေတာတို့ရုပ်ဆင်းအင်္ဂါမလှမပဖြစ်တာတို့အယုတ်ဆိုးအကြည့်တန်နေတာတို့ဆိုတဲ့ဥပတိဝိပတ္တိနဲ့ကြုံလို့ရှိရင်လည်းလူတွေကတတိထားပြီးတော့စိတ်ဆင်းရဲကြသို့တော့အရေးကြီးဆုံးဝိပတ္တိကတော့ဘာလို့ဆိုဘဝတစ်ခုရလာလို့ရှိရင်ကျိုးပန်းအထောက်မှုရှိရအဲဒီလိုကြိုးစားအထောက်မှုဆိုတာထွတ်တဲ့သွားပြီဆိုလို့ရှိရင်လောကမှာကြီးပွားဖို့ရှိတော့မျက်စိနဲ့တွင်အလင်းမရတဲ့ပုဂ္ဂိုလ်ဖြစ်လင့်ကစားဘဝအကျိုးပေးကိုအသာမေ့ထားပြီးတော့ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တွေရှိတယောကတံပတ္တိလို့ခေါ်တယ်လုံလဝိရိယမလျှော့ဘူး
လက်ရှိအင်္ဂါမပြည့်စုံပေမဲ့လို့ကြိုးစားအထောက်ကြပယောဂတမ္ပတိရှိတာအဲ့တော့ပယောဂဝိပတ္တိလို့ဆိုရဲကြိုးပမ်းအထောက်မှုတွေချို့ငဲ့ပျက်စီးနေတာလေအောင်မြင်ကြီးပွားမှုအတွက်ကြောက်စရာကောင်းတဲ့အရာကြီးတစ်ခုဒါကဝိပတ္တိတရား၄ပါးနဲ့ပတ်သက်တာအရေးကြီးဆုံးကကျန်တဲ့ဝိပတ္တိတွေကြတော့ကလူသားတွေတော့ကဖြစ်ကြတယ်သို့တော့ကြိုးစားအထောက်ရမယ့်ကိစ္စကြိုးစားအထောက်မှုမရှိဘဲနဲ့လုံလဝိရိယချို့ငဲ့နေတာကြတော့တိတ်ပြီးတော့ပူပန်တော့ကမရောက်ကြဘူးအကျိုးစားရလေချမ်းသာလေလို့ဒီလိုအောက်မေ့ဘယ်တော့ဝိပတ္တိဖြစ်နေပြီကြိုးစားအထောက်မှုကျော်ပါနေပြီဆိုရင်အောင်မြင်ကြီးပွားဖို့အတွက်အများကြီးခက်ခဲသွားတယ်ဒါကဝိပတ္တိ၄ပါးနဲ့ပတ်သက်တယ်